Apple Watch ပတ်ထားပြီးတော့ဒီကချာ3ခုကိုမသုံးဘူးဆိုရင်လုံးဝမတန်ပါဘူးပထမဆုံးတစ်ခု setting ထဲကိုဝင်မယ်အောက်ကိုနည်းနည်းဆွဲချပြီးတော့ကချာထဲကိုဝင်မယ်ကချာကို on ပေးလိုက်မယ်အဲ့ထဲမှာပဲအောက်ကိုနည်းနည်းဆွဲချပြီးတော့ watch flip လေးကိုဖွင့်ပေးထားလိုက်ရင်လက်ကောက် weight ကို flip လုပ်ပြီးတော့ဖုန်းလာတဲ့အခါမကင်ရင် cancel လုပ်လို့ရမယ်အလန်းမိလာတဲ့အခါပိတ်လို့ရမယ် message ဝင်လာတာတွေကိုအမြန် hide လို့ရမယ်ပြီးတော့ Apple Watch ရဲ့ဘယ် application တွေကိုပဲဝင်ထားဖုန်းစကွန်ကိုတန်းရောက်သွားအောင်လုပ်လို့ရပါတယ်ဒုတိယကကြအနေနဲ့ကတော့ double tap ကို on ပေးထားလိုက်မယ်ဆိုရင်နိုင်ပတ်ထားတဲ့လက်ကလက်နှစ်ချောင်းကိုနှစ်ချက်နှိပ်ပြီးတော့ setting ကို scroll down လုပ်လို့ရမယ်ဖုန်းစကွန်ကနေ widget ထဲကိုတန်းရောက်သွားအောင်လုပ်လို့ရမယ်ပြီးတော့ဖုန်းလာရင် double tap လေးနဲ့ကင်လို့ရပါမယ် hello နောက်ဆုံးတစ်ခုအနေနဲ့ကတော့ cover 2 mute ကို on ပေးထားလိုက်ရင် Apple Watch ပေါ်ကိုလက်နဲ့ cover လုပ်လိုက်တာနဲ့ Apple Watch ကထွက်လာတဲ့အသံတွေကို mute လုပ်ပေးပြီးတော့ display အလင်းကိုလည်းမြင်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီကချာ3ခုနဲ့တင် Apple Watch ကိုအထာကြကြနဲ့တန်အောင်သုံးလို့ရပါပြီဝယ်ဖို့စဉ်းစားနေတဲ့သူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆိုင်မှာ Apple Watch Series 11နဲ့ Apple Watch SE3 model လေးတွေရှိပါတယ်ချက်ပေါက်မှာလာမြည်လို့ရပါတယ်ခင်ဗျာ